ကျွန်တော်လိုချင်တာကြတော့အဆက်ပေးပြီးတော့ဝယ်လို့ရမှာ For Cinema application ကို Android phone မှာဆိုရင် Play Store မှာ F1 Cinema မြန်မာကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ iOS phone မှာဆိုရင် App Store မှာ For Cinema ကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ နေရလေစော်ကြတော့လက်ဆောင်စုကအင်ကြီးဝယ်ပြီးဟောကြတော့လက်ပိတ်ထွက်အောင်လား မတူဘူးကွာအော်ကြီးမတူဘူးကွာ ဟုတ်ပါတယ်ကွာမင်းကလည်းရှိတဲ့ပတ်စံကိုမင်းကကြစ်ထားတာနော် မနာလို့ဖြစ်ဟမ်မနာလို့ဖြစ်နေတာလား ဟုတ်ဘာများလို့ရှိပါလဲဟိုဒါမိန်းကလေးအင်ကြီးတွေပဲရောင်းတာနော် ကျွန်တော်လည်းမင်းလေးကြီးပဲကွာပါကျွန်တော်လုံးသားအတွက်လက်ဆောင်လေးလို့ပြော ဟုတ်ကဲ့ရပါတယ် ကြည့်မယ်နော် ဟုတ်ရပါတယ်ဟိုအကိုကအင်ကြီးလိုချင်တာလားဘာမှမလိုချင် ဟောကျွန်တော်တကူလုံးဆောင်လို့ရှင်တာတကူလုံးဆောင်လို့ရှင် ဟာဟာဒီကကိုရော ကျွန်တော်ကဝယ်ပါကူတော့ခေါ်လိုက်တာ ဩဟုတ်ကဲ့ဒီကကိုရောယင် ကျွန်တော်လိုချင်တာကြတော့အဆက်ပေးပြီးတော့ဝယ်လို့ရမှာ ဟေးရောငါကောင်ကြီးဒဲကြီးလွတ်နေပါလား ပြောပါလေကွာအခုမှရင်ခုန်တက်စအရေးလေး ဟေးမင်းမကြည့်အောင်လားဟုတ်အေးဟုတ်ပြီ ကျွန်တော်လာ ဟုတ်တယ်ဟုတ်တယ်အကိုဟိုညီမတို့ဆိုင်အင်ကြီးဒီကအကုန်လာတယ်အကိုရဲ့ ဟုတ်ပါဘူး ရှင် ကျွန်တော်ကသူ့ကို ဟုတ်ကဲ့ For Cinema application ရဲ့အကောင့်ဝင်ရမှာတော့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပြီးဖုန်းနံပါတ်ရဲ့ message မှာကြားလာတော့ OTP ကုတ်6လုံးကိုထည့်သွင်းဖြည့်ပေးရမှာဖြစ်ပါတယ်ရှင်။ထို့နောက်စကားဝတ်နေရာတွင်မိမိကိုယ်တိုင်အလွယ်တကူမှတ်မိစေမည့်ခဏန်း6လုံးကိုထည့်သွင်းသတ်မှတ်ပေးပါ။စကားဝတ်ကိုဒုတိယအကြိမ်ထပ်မံအတည်ပြုသတ်မှတ်ပေးပါ။အကောင့်ဖွင့်ခြင်းအောင်မြင်စွာပြီးဆုံးမှာကမိမိနှစ်သက်ရာကိုကြည့်ရှုခန်းစားနိုင်ပါပြီရှင်။